သက်ရှိဆင်းလဒနာချမ်းသာပညာခွန်အားလွန်ကြီးမား၍များပြားချွေရန်ဘေးရန်ကွာစင်ကြယ်တန်ရှင်းကြော်စောခြင်းဆိုတဲ့လူတွေနဲ့တွေမြမာတွေကအစပြီးတော့မှချစ်ခင်ပွားများကြတယ်နော်လူချစ်သူအချင်းချင်းလည်းအစင်မကွာနေကြရတယ်ဒါကဆေးလူကျိုးပေါ့နော်ဆေးလူကျိုးတက်ရှိစင်လဒနာချမ်းသာပညာခွန်အားလွန်ကြီးမား၍များပြားချွေရန်ဘေးရန်ကင်းရှဲဆင်းရဲမကက်လူနဲ့ယူသည်မကွေချစ်သူပန်းလူဆေးလူကျိုး10မျိုးတဲ့နော်အဲ့ဒီ10မျိုးကိုလည်းပဲတို့တက္ကမတွေအများကြီးဆေးတွေတားကြီးတန်ဖိုးပေးပြီးတော့မှလှူစရာမလိုဘူးဒီနေ့ဘိုင်းနာတဲ့လူတယောက်တွေ့တယ်ဘာဖြစ်တာလဲဘိုင်းနာလို့ဘလို့ဖြစ်တာလဲလေအောက်နာလားအစာမကြည့်လို့လားဒီလိုလေးမေးပြီးတော့မှအစာကြည့်သေးလေးပါလေပေးလိုက်မယ်ဆိုရင်လည်းဒါဆေးလူရတာဆေးလူကကျုံနဲ့တယ်နော်ရှင်မှာဘာကုလဆိုလို့ရှိရင်လည်းပဲကတ္တပတ်မြတ်စွာဘုရားရှင်လက်ထက်ကနေပါမှာဆေးလူရတဲ့အကျိုးဟာဒီအချိန်ထိသူကဒီမြတ်စွာဘုရားလက်ထက်မှာဆေးလူရတဲ့အကျိုးဟာနှာတော်မရှိဘူးတဲ့နော်နေမကောင်းဘူးဆိုတာဘလို့မှတ်တော်မသိဘူးဆိုတာအဲ့ဒါဆေးလူရတဲ့အကျိုးပဲဒါကြောင့်မလို့ဒီဘိုင်းနာပြောက်တဲ့ဆေးပဲဖြစ်ဖြစ်အညောင်းကိုက်ပြောက်တဲ့ဆေးပဲဖြစ်ဖြစ်ဆေးလူလို့ရှိရင်အဲ့ဒီအကျိုး10ပါးရတယ်ဆိုတာတက္ကမတွေသိအောင်လို့လည်းပဲကြိုးစားပါသိတဲ့အတိုင်းလည်းပဲကြိုးစားပြီးကြင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ဦးဇင်းအနေနဲ့တိုက်တွန်းလိုက်ပါတယ်